အားလုံးမင်္ဂလာပါ မင်္ဂလာပါဆရာ ကျွန်တော်ဆရာမန်တန်းလေးပါအခုပြောပြမှာက Samsung 55လက်မှမှန်ဖြစ်ချက်ဘယ်လိုပြင်လိုက်လဲဆိုတာပြောပြမယ်နော်ဒီနေ့ကကျွန်တော်တို့က9ရက်3လ2024ဒီ TV 55ကလက်ဖို့တာကနေလာတာပေါ့နော်လက်ဖို့တာအောင်မှဦးစင်တစ်ပါးဒီကိုကြွပြီးတော့လာအပ်တာပေါ့ဒါချက်ချင်းပြင်ပေးလိုက်တာပေါ့နော်ဘယ်လိုပြင်လိုက်လဲဆိုတာလေးပြောပြโอเคအရင်ဆုံးဒီမှာ TV model က UA 55 TU 9000 UA 55 TU 9000 Samsung โอเคအဲ့တော့ဒီဟာကိုအပုံကိုထည့်လိုက်UA 55 TU 9000အဲ့ဒီမှာတစ်ချက်ချင်းကပ်ပုံလေးတွေပြောပြမယ်နော်အများကြီးလိုက်ပြီးတော့လိုက်ပြီးရှာနေကြမလို့ DC 50 scale ကိုထားလိုက် DC 50 scale ဒါသူကနိုးလိုက်သေးလိုက်နိုးလိုက်သေးလိုက်ဖြစ်တာဘာရုံမှလည်းမထွက်ဘူးနိုးလာတယ်ဘာရုံမှမထွက်ဘူးပြန်သေးသွားတယ်နိုးလာတယ်ဘာရုံမှမထွက်ဘူးပြန်သေးသွားတယ်အဲ့ဒါနဲ့ပဲသူကလဲနေတာနော်အဲ့တော့အများကြီးမထောက်နဲ့ဒီမှာတနေရာပဲထောက်လိုက်အဲ့တနေရာပဲထောက်လိုက်အဲ့တနေရာအဲ့ဒါ AVTT နေရာနော်အဲ့နေရာပဲထောက်လိုက်ထောက်ပြီးရင် AVTT တက်လာမယ်မတက်ဘဲနဲ့တက်ပြီးတော့မှပြန်ကျသွားတယ်ဆိုလို့ရှိရင်အဲ့ဒါမှန်အဲ့တာပေါ့နော်ဒီမှာထောက်ထားလိုက်လို့ထို့တစ်ချက်ကြည့်ကြည့်လိုက်ဟောတက်ပြီးပြန်ကျသွားသေးလားတက်ပြီးပြန်ကျသွားတယ်ဆိုတော့မှန်ပါအဲ့တာရှိတာနော်မှန်ပါအဲ့တာရှိတာပြန်လုပ်ပြလိုက်ပြန်လုပ်ပြလိုက်ပြန်လုပ်ပြလိုက်တွေ့လားမှန်အဲ့တာရှိတာပေါ့နော်မှန်အဲ့တာရှိတဲ့အတွက်သူကနေပြန်ကျသွားတာဖြစ်အမှန်မှန်ဆို AVTT 14ကိုတန်းတက်သွားနော်14 16အဲ့လိုတန်းတက်သွားအခုကသူကမှန်အဲ့ဒါရှိရတဲ့ပြန်ဆွတ်တတ်သွားโอเคအဲ့တော့လွယ်တယ် left right section ခွဲမယ် left right section ခွဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလွယ်တယ်ဒီမှာကြံပါကြံပါဖြုတ်ချလိုက်ဟမ်ကြံပါဖြုတ်ချလိုက်မှန်ရဲ့ right side ကိုအောက်လိုက်မှန်ရဲ့ right side ကိုအောက်ပြီးတော့မှန်ရဲ့ left side ကို ram ဒီမှာထောက်ထားလိုက်လှုပ်ထုတ်โอเคဒီမှာ AVTT တက်သွားပြီတွေ့လား16လောက်တက်တယ်တွေ့လား16လောက်တက်တယ်ဆိုတာကျင်းစီပါရင်ဒါမှန်အလုပ်လုပ်သွားပြီနော်အဲ့တော့ဒီအမျိုးအစားကခဏလေးဒီအမျိုးအစားကမှန်နေအန်လေးပဲပြန်ယူတာရှိတယ်မှန်ကနေအန်လေးပဲပြန်ယူတယ်ဆိုတာကမှန်ကောင်းသွားလို့ရှိရင်မှန်ကနေအန်လေးပဲလမ်းကြောင်းပြန်လာပြီးတော့ဒီကနေဒီကုန်း section က on ပုတ်ပေါ်ပြန်နှိုးတာပေါ့နော်ဟုတ်ပြီလားအဲ့တော့တို့တစ်ချက်ကြည့်ဒီဒီကိုတယောက်လာအဲ့လိုတယောက်လောက်တစ်ချမ်းဖြုတ်တာနော်1 2 3 okay ဟုတ်ဟုတ်ပြီလေလားရှင်းတယ်နော်ခဏလေးဟုတ်ဟုတ်ပြီရှင်းတယ်ပြန်လာနော်တခြားလုံးတက်တဲ့သဘောရှင်းနော်ခဏလေးချအဲဒီမှာတက်လာတွေ့လားတခြားလုံးရှင်းတယ်တွေ့လားနော်ချတုတ်ဆိုတော့အဲ့တော့တို့ကသုံးတန်တိုင်းပေါ့နော်အဲ့တော့ CKB ကိုတို့ကနေပြီးတော့ on check နဲ့လိုက် CKB on check နဲ့လိုက်မယ်ဆိုလို့ရှိရင်ဒီဘက်မှာလာပြီးတော့ရိုက် CKB line ဒီဘက်မှာ8 line ပါတယ်နော် CKB 1 to 8ပေါ့အဲ့တော့ CKB 1 to 8ဒီမှာ CKB pair တွေကိုကြည့်မယ်ဆိုရင် weight မစင်းသားနဲ့နံပါတ်အကြီးဆုံးကိုဖမ်းကြည့်လိုက် CKB 8ဆိုဒါဆို CKB pair 8 line ရှိတယ်တွေ့လား CKB pair 8 line ဆိုလို့ရှိရင်ကျင်းသေးတာ4စုံ4စုံဆိုတော့တို့ကဒီကဂျမ်ပါကိုကြည့်မယ်1 2 3 4 5 6 9 8ဒါဒီ CKB 8 lineဒါဒီ AC2 ဒါဒီ AC1 ဒါဒီ SD ဟုတ်ပြီနော် SD ဆိုတာတို့ကအဲ့ဒါကိုအောက်ပြင်ဟုတ်ပြီအောက်ပြင်မှာဆိုတော့တို့ကဘယ်လိုဖမ်းမလဲဆိုတော့ဒီကချက်ကြည့်လိုက်တို့ကဒီကနေပြီးတော့ဘာသာနဲ့ဖမ်းပြင်မယ် CKB 1ကိုတို့ကနေဒီလိုဖမ်းလိုက်ဒီမှာတန်းပြီးနေတွေ့လားမိနေတဲ့အတွက်ဒီမှာတို့ကနေမှတ်လိုက်ဟုတ်ပြီပြင် CKB 8 CKB 8 okay ဒီမှာမိဒီမှာတို့ကမှတ်လိုက်ဒါဆို CKB 1 to 8ပေါ့ဒီနေရာမှာနော်အဲ့တော့လွှဲပါတယ်အဲ့ဒီ1 to 8ကိုပဲတို့ကအဲ့ဒီဟာလေးကို cut လုပ်ပေးလိုက်တာပေါ့နော်အဲ့ဒီ cut of modification method ကိုခေါ်တာပေါ့ခုချိန်မှာဆိုရင်ဖြင့်စော်ဝဲစရာဝယ်ဖောက်နေပါတယ်ခင်ဗျာဟိုးပါသူ့ရရဟုတ်ပြီပြင်မတိတ်လိုက်ကဒုက္ခဟိုဆက်ကြတော့ခက်တာပြီးတော့ပြေးတာလေဦးလေးရလဲဘိုးတော်လာပါလေနော်โอเคသူကပိတ်လိုက်ပြီပိတ်လိုက်ပြီးတော့သူကတစ်ချက်ပြန်ကြည့်နော်ချက်ပြန်ကြည့်မယ်ဆိုတော့ဒီမှာ DC 50ဒီမှာတို့က AVTT တစ်ချက်ပဲပြန်ထောက်ဟုတ်အဲဒီမှာတက်ပါပြီတွေ့လားတက်ပါ
တက်သွားပြီဆိုကျင်းနေအားကောင်းပါပြီဆုပ်ဆုပ်1 2 3အဲ့ဒါကလိမ့်သားဝါတာရှယ်ပဲတွေ့လားโอเคနော်ရှယ်ရပါပြီတွေ့လားရပါပြီနော်ရပါပြီဒီမှာတောင်းကလာဘူးတော့လာမလားတွေ့လားသူမတဲ့အချိန်မှာကောင်းသွားပြီနော်ဘာလို့ကျင်နေလဲဒါပဲကဲဟုတ်ပြီနော်ဒီတစ်ချက်လေးကိုဘယ်လိုပြင်လိုက်လဲဆိုတာကျွန်တော်ပြောပြလိုက်တယ်ကျွန်တော်ဆရာမတန်လင်ဒီမှာဒီမှန်အမျိုးအစားက SD 5461D 11 that 4 that 8 that 2 okay နော် SD 5461D 11 okay နော်ဒီမှန်ကိုဘယ်လိုပြင်လိုက်လဲဆိုတော့ကျွန်တော် record လုပ်ပြလိုက်ပါတယ်ကျွန်တော်ဆရာမတန်လင်မှာဆရာတို့အားလုံးကျမ်းမှာချမ်းသာကြပါစေ